VOA ရဲ့နောက်ဆုံးအခြေအနေကိုပြောပြချင်ပါတယ်အဓိကတော့ဒီတောက်ချာနေညသကောင်ရန်အချိန်မှာထုတ်ပြန်လိုက်တဲ့ဒီတရားသူကြီးလမ်းဘက်ရဲ့အမိန့်အရဆိုလို့ရှိရင်တော့ဒီ Trump ဆိုရဘက်ကမြစ်တာရက်ခံထားတဲ့အခြေအနေတွေတောင်းဆိုချက်တွေကိုတော့သူကပယ်ချလိုက်တယ်ပေါ့နော်အဓိကတော့ဒါပေမဲ့ဒီ US ကျမတို့ရဲ့မိခင်ရဲ့အဖွဲ့အစည်းဖြစ်တဲ့ USAGM ကနေပြီးတော့ VOA ဝန်ထမ်းတွေကိုပြန်ခေါ်ရင်တွေ့ကြုံရမယ့်အခက်အခဲအခြေအနေတွေကိုတင်ပြထားတဲ့အပေါ်မှာအကြောင်းပြချက်တွေကိုတော့သူကလိုက်လျောစဉ်းစားတဲ့အနေနဲ့ဒီmatch လ23ရက်နေ့မှာကျမတို့ဝန်ထမ်းအားလုံးထောင်နဲ့ချီပြီးတော့ပေါ့နော်ယာနဲ့ချီပြီးတော့အစုလိုက်အပြုံလိုက်ကိုသူလက်ခံရမယ်လုပ်ငန်းတွေပြန်စရမယ်ဆိုတဲ့အစီအစဉ်အစားပေါ့လေဒီ USAGM ကတင်ပြထားတဲ့တပတ်ကိုအယောက်80နှုန်းနဲ့လက်ခံရမယ်လက်ခံလို့ရတယ်ဆိုတဲ့နှုန်းထားအတိုင်းပေါ့နော်အဲ့တော့ဒီVOA ဝန်ထမ်းတွေကိုတပတ်ကိုအယောက်80နှုန်းနဲ့စပြီးတော့လက်ခံပြီးတော့လုပ်ငန်းတွေကိုပြန်စရတော့မယ်ဆိုပြီးတော့သူကအဲ့လိုတင်းတင်းကြပ်ကြပ်အမိန့်ချထားတယ်။နောက်ပြီးတော့ဒီ April လ1ရက်နေ့နောက်ဆုံးထားပြီးတော့လေအတန်လွှင့်လုပ်ငန်းအားလုံးကို USAGM ကဘလို့ပြန်ပြီးတော့လဲပတ်မလဲဆိုတဲ့ဟာကိုတရားရုံးကိုနောက်ဆုံးထားပြီးတော့အဲ့ဒီအစီအစဉ်တွေတင်ပြရမယ်။နောက်တစ်ခါသူ့အမိန့်တိုင်းအကောင့်ထဲပေါ်ဖို့အတွက်ပေါ့နော်ဒီနှစ်ပတ်တစ်ခါကိုဒီ USAGM နေနဲ့တရားရုံးကိုအစီခံစာတင်ရမယ်သူတို့တပတ်ကိုဝန်ထမ်းအယောက်ဘယ်လောက်ခေါ်နေသလဲအတန်လွှင့်လုပ်ငန်းတွေကိုဘယ်လိုစတင်လဲပတ်နေသလဲဆိုတော့အဲ့ဒီအစီအစဉ်တွေအားလုံးကိုသူဒီတရားရုံးကိုပေါ့နော်နှစ်ပတ်တစ်ကြိမ်အစီရင်ခံစာတင်ရမယ်လို့လည်းသူကဆုံးဖြတ်ထားတယ်ဒါပေမဲ့ကျမတို့ခုချိန်ထိဗာ email မှာဗာအကြောင်းပြချက်မှာတော့ဗာအကြောင်းကြားချက်မှာတော့မရသေးဘူးတစ်ဖက်မှာလည်း Trump ဆိုရကအယူခံတရားရုံးကိုသူတို့တင်ထားတယ်အယူခံတရားရုံးဘက်ကတော့အခုချိန်ထိကျမတို့အမှုနဲ့ပတ်သက်ပြီးတော့ဘာတွေလုပ်နေလဲဆိုတာကျမတို့မသိရသေးဘူးအဲ့အတွက်တော့လောလောဆယ်တရားသူကြီးလမ်းဘက်ရဲ့အမိန့်အရဆိုလို့ရှိရင်တော့တပတ်ကိုဝန်ထမ်း VOA ဝန်ထမ်းအယောက်80ပေါ့နော်ကျမတို့မြန်မာဌာနကဝန်ထမ်းတွေအပါအဝင်တပတ်ကိုအယောက်80နှုန်းနဲ့သူတို့ဝန်ထမ်းတွေကိုစပြီးတော့လက်ခံပြီးတော့လုပ်ငန်းတွေကိုလဲပတ်ရမှာဖြစ်ပါတယ်